အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပြေဖူဒီကအချိန်တိုတွင်းမှာမိန်းကလေးအများစုကြိုက်ကြတဲ့ရှုရှုရှဲရှဲနဲ့အញ្ញမ်းစားကောင်းတဲ့စာစံကြလေးလုံးလုံးကြည့်ပြပါမယ်ဒီနေ့ဆုံးချက်တော့တက်တော့ရှိနေသမီးရောင်ကြမုံလေးအမဲနဲ့စီမဲမဲလေးထည့်ပြီးချစ်တတ်ပါမယ်ရှင်ဒီတောက်ချစ်တဲ့နေရာမှာစီများရမကောင်းပါဘူးပြီးတော့ရင်နွေးအိုးလေးကိုစူအောင်တဲပါမယ်ရင်နွေးအိုးလေးစူပြီးဆိုရင်တော့အဖော်နွားပြောရေစိမ်ထားတဲ့ကြက်သွန်နီလေးတွေကိုထည့်ပါမယ်ပြီးရင်တော့ရေစိမ်မိနဲ့ချမ်းချမ်းထားတဲ့အသားတူလေးတွေကိုအရင်ဆုံးထည့်ပါမယ်ရှင်အသားတူလေးတွေကြက်တောင်မှန်တူလေးတွေကနည်းနည်းလေးမာတက်လို့ရင်နွေးစူတာနဲ့သူတို့အရင်ဆုံးထည့်တာပါကဲကြက်တောင်မှန်လေးလည်းထည့်ပြီးပြီအသားတူလေးလည်းထည့်ပြီးပြီဆိုရင်တော့နောက်တစ်ဆင့်ကတော့တေချာလောက်ထားတဲ့မှုကြောက်ကလေးတွေကိုထည့်ပေးမှဖြစ်ပါတယ်ရှင်မှုကြောက်လေးတွေထည့်ပြီးပြီဆိုရင်တော့ပဲကြောက်ကလေးတွေဒီပဲလိတ်ချောက်ကလေးတွေကိုထည့်ပါမယ်မှုကြောက်ပန်းကြောက်ကလေးတွေပဲလိတ်ချောက်ကလေးတွေအကုန်လုံးထည့်ပြီးပြီဆိုရင်ကြာစံချက်ကလေးကအမဲစုံစုံလေးဆိုအရန်စားကောင်းပါတယ်ရှင်အားလုံးထည့်ပြီးပြီဆိုရင်တော့ဆော့ဆော့ကကြက်သွန်ဖြူချင်းနဲ့တေချာမွမွေးလေးစီတက်ထားတဲ့ကြက်သားလေးကိုထည့်ပါမယ်ဒါလေးကတော့အယောက်50သာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကကြက်သားလေးတွေက85ကြက်သားအယိုးလေး50သားထည့်ပြီးသုံးပြထားပါတယ်ရှင်ဒါလေးကတော့အော်ရာကြက်လေးပါပြုတ်ပြီးတော့ငုံလေးတွေကိုလည်းအစင်သင့်ခွန်နှွာထားပါသေးတယ်ရှင်ကဲဒီဟာလေးတွေခဏထည့်ပြီးပြီဆိုရင်တော့နောက်တစ်ဆင့်ထည့်မှာကတော့ပဲပြားလေးတွေကိုလေအတုံးတုံးလေးတွေတုံးပြီးထည့်ပါမယ်ကြာစံချက်ထဲမှာပါတဲ့ပဲပြားအတုံးလေးတွေကလည်းအရန်စားလို့ကောင်းပါတယ်ရှင်ပဲပြားအတုံးလေးတွေထည့်ပြီးပြီဆိုရင်တော့နောက်ဆုံးဆင့်မှာကျမကအားလုံးကြိုက်ကြတဲ့ပန်းကြောက်ကလေးတွေထည့်ပါမယ်ဟိုကြောက်ပန်းကြောက်လေးတွေကိုအစင်းစင်းစီခွဲထည့်တာသူ့ရဲ့အရာတာအနူးပေါ်မှာမူတည်လို့ပါနော်ရင်နွေးဟိုးလေးလည်းပုံမွှမ်းစုပြီးထည့်တဲ့တစားပလာလေးလည်းစုံပြီးဆိုရင်တော့ငါးငတ်ပြားရဲ့အချိုရည်လေးထည့်ပါမယ်ပြီးရင်တော့ကျမကဒီနေရာမှာဟင်းခတ်မုံအများကြီးသုံးမယ်ဆိုရင်ကြာစံချက်ကြီးကတောက်လိုက်ပြီးဆိုတော့မျက်နှာအန်းကြီးဖြစ်သွားတယ်လို့ကြက်သားမုံလေးတွေကိုများများလေးထည့်ထားပါတယ်ရှင်ကြက်သားမုံလေးနဲ့ဆိုရင်ကြာစံချက်ကလေးကအရသာလေးကပို့ပြီးတော့လေးလေးပင်ပင်ရှိပါတယ်နောက်ဆုံးဆင်းကတော့ပဲကြာစံလေးတွေရေးစိန်ထားတာကိုထည့်ပါမယ်ပဲကြာစံလေးတွေကိုတော့ကျမကနိုင်ဝက်လောက်စိန်ထားပါတယ်ရှင်ရင်နွေးပုံမွှမ်းစုပြီးကြာစံလေးလည်းနူးပြီးဆိုရင်တော့အရန်စားကောင်းတဲ့ကြာစံချက်ကလေးကနိုင်ပိုင်းတွင်ချက်လို့ပြီးပါပြီရှင်အလူပဲလုံးလုံးမိမိအိမ်မှာပဲချက်စားစားအားလုံးပြီးပြီဆိုရင်တော့လွယ်လင်းတကူချက်စားလို့ရတဲ့ကြာစံချက်ကလေးပါကြာစံချက်ကလေးစုပြီးဆိုရင်တော့ဒီကြာစံချက်ပကံလေးထဲမှာကျမတို့ main ကလေးတွေကြိုက်ကြက်သွန်စိမ်းလေးတွေထည့်ပါမယ်နန်းနန်းမင်းလေးတွေအချင်းလေးတွေငရုတ်တိမုတ်ခက်ဆက်ဆက်လေးနဲ့ရှူရှူရှဲမှုတ်စားလိုက်မယ်ဆိုရင်တင်းညံကာလာနဲ့လည်းလိုက်သလိုကျမတို့ main ကလေးတွေအများစုတငယ်ချင်းတွေပဲစုံတဲ့အချိန်မှာလှုပ်စားလို့ကောင်းတဲ့အလွယ်ကူဆုံးလက်ပစ်အိမ်တွင်းလုံနီလေးပဲဖြစ်ပါတယ်ရှင်ဟောမေးတော့မလို့ကြာစံချက်ရဲ့အဓိကတက်ကတော့ငရုတ်ကောင်းပါနော်ငရုတ်ကောင်းလေးကိုတော့မပါမဖြစ်ခက်ကဲကဲလေးခတ်ပြီးစားမယ်ဆိုအရန်စားကောင်းပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နေ့သစ်မှာအားလုံးပဲစေရောကိုပါကျမချမ်းသာပျော်ရွှင်ကြပါစေရှင်